အားလုံးပဲမင်္ဂလာပါပြည်သက်ကြီးဒီကနေ့တော့ဆရာတတီရေးသားထားတယ်မှင်စာဆိုပြီးဆိုတဲ့ပရလောကဝတ္ထုဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်တော့မှာဖြစ်ပါတယ်ဗျာအစာအဆုံးအားပေးလိုက်ပါကြည့်ရှုကြပါအောင်ဗျာမှင်စာဆိုပြီးရာသီကတော့စောင်းပေါက်ကလေးရဒီရာသီဆိုလို့ရှိရင်ကျုပ်တို့အညာမှာကအသီးအနှံတွေပိုးကျက်ဗျာဟိုရွာဒီရွာကအသီးအနှံစိုက်တဲ့သူတွေကလည်းခူးရဆွတ်ကြနဲ့မြို့စည်းကိုသွားပြီးရောင်းညချကြရင်ပေါ့ဗျာယူမစည်းကြီးနောက်ဘက်ကကုတ်ကိုပင်တွေပေါက်နေတဲ့ကြောက်တိုင်ဝင်ရှိတယ်ကြောက်တိုင်ကလွတ်လပ်ရေးအထိမှန်ကြောက်တိုင်ဗျာအဲ့ဒီကြောက်တိုင်ကွင်းမှာ9ရက်တည်းရှိတယ်လေဗျာကျုပ်တို့အညာဒေသကဈေးတလိကလေးပေါ့ဗျာအနီးနားမှာရှိတဲ့မြို့တွေဈေးနေရလည်းမတူဘူးဗျာတရက်စီခွဲထားတာဒါမှလည်းဈေးနေလိုက်ရောက်တဲ့လူတွေကလေတစ်မျိုးကနေတစ်မျိုးကူပြီးရောင်းနိုင်မှာပေါ့ဗျာရေကန်ရက်တဲ့လူတွေကလည်းဈေးနေမှာသွားပြီးဝါတော့နေဝယ်ရတယ်ဝါကုန်းဘိုင်းတော့တွေကိုပြောတာဗျအဲ့ဒီဘိုင်းတော့တွေကမှရစ်နဲ့ချီငင်ပြီးရက်တာပေါ့ဗျာအဲ့ဒီချီကူမှကြိုက်တဲ့အယောင်ဆိုးပြီးတော့ရေကန်စင်ပေါ်မှာတင်းပြီးခတ်ကြတာပေါ့ဗျာအညာဆောင်နေအညာတပတ်တွေဖင်ញံပိတ်စာတွေပေါ့ဗျာချွေးရွှဲထွက်နေတဲ့ကျုပ်တို့အညာသားတွေအတွက်ကတော့ဖင်ញံအင်းကြီးဟာအကောင်းဆုံးပါပဲချွေးဆုပ်တယ်လေးဝင်တယ်ဗျမြောက်လေးကတုတ်လိုက်တဲ့အချိန်ကြတော့စိတ်သွားသားဗျဒါပေမဲ့လေဒီတော့အေးရတော့ကျုပ်တို့ညာသားတွေဟာနေလို့ကောင်းအောင်မရှိပါသေးတယ်ဗျာကျုပ်ကမိုးလင်းတာနဲ့ထမင်းညံစားပြီးသားဗျအမေလုပ်တဲ့ညူသီးတောင်းလေးနဲ့ထောင်းထားတယ်ပဲဝုတ်တုတ်ကလေးနဲ့ပေါ့ဗျာကြက်သွန်ဦးကြီးတစ်လုံးနဲ့တုတ်ထားတာပဲစီမူမူလေးစမ်းထားတော့ပဲဝုတ်ကလေးကပိုးပြီးမှုနေတာပေါ့ဗျာတစ်ဖက်ချောက်ကောင်းကောင်းခတ်ထားတဲ့ရင်းနေရန်ပူပူလေးကိုလည်းမှုတ်ပြီးတောက်လိုက်ပဲဘုံနဲ့ထမင်းညံစားလိုက်ပေါ့ဗျာစားတော့ပြီးရောငကားစီးဘောလေးကလေးကိုတောက်လိုက်တယ်ဆိုရင်တကယ်စီးစိမ်ပါပဲဗျာကျုပ်ကတော့ငကားစီးဘောလေးကလေးကိုဖွာရင်ဟိုတွေးဒီတွေးနဲ့အညာသားစီးစိမ်ကိုခန်းနေတာပေါ့ဗျာတတီတငယ်ချင်းဝိုင်းဝါကျုပ်ကိုခေါ်နေတာဗျာဘသူပါလဲလို့ကျုပ်ကကြည့်နေတော့ဗန်မွေးကောင်ကကျုပ်တငယ်ချင်းတင်းစော်ဗျာတင်းစော်နဲ့ကျုပ်တဲ့မြို့ရောင်းအတူတူတက်ခဲ့တဲ့တငယ်ချင်းနေဗျာဟိုလုံးကတော့ကျုပ်ကလည်းဒီကောင်အိမ်ကိုမကြာခဏရောက်ပါတယ်ဒီကောင်ကလည်းကျုပ်အိမ်ကိုမကြာခဏလာပါတယ်အခုတော့သူလဲသူ့အိမ်လုပ်တွေနဲ့သူကျုပ်ကလည်းကျုပ်လုပ်တွေနဲ့ကျုပ်ဆိုတော့တယောက်စီတယောက်ရောက်ပေါက်ကနေသွားတာပေါ့ဗျာတင်းစော်လာလေးတငယ်ချင်းဒီကောင်ကလည်းခေါ်ရင်းဝင်လာတာလှေကားနာတော့ရောက်နေပြီကျုပ်ထိုင်နေတဲ့တန်းရမှာဝင်ပြီးထိုင်တာပေါ့ဗျာကျုပ်ကလည်းငကားစီးဘောလေးတစ်လိပ်ကိုမိကက်ကလေးနဲ့ကန်ပြီးပေးလိုက်တယ်တင်းစော်ကလည်းငကားစီးဘောလေးကလေးကိုမိဖွာပြီးညှိလိုက်တယ်ခဲတင်းစော်ကြီးပင်ဘာစားခဲ့ပြီလေထမင်းညက်စားမလားငါထမင်းညက်စားခဲ့ပြီကွာဒါဘယ်သူဆုံးတင်းစော်လားမလာတော့အတော်ကြားနေပြီဟုတ်ကဲ့ကြီးရေဘိုးညာရောစောစောစီးဘယ်သွားတော့ညဘိုးညာကတော့ဘိုးညီလေးတို့အိမ်ကဘိုးညီအာယုံဆုံးကက်လို့ဖိတ်ထားတာရှိလို့သွားတယ်ဟိတရားနာမီအောင်ဆိုပြီးတော့ဘိုးညီလေးကမှားထားတာနဲ့အစိုးရကိုထသွားတော့တာပဲတင်းစော်ကြီးကျုံလေအဘနဲ့ယာတော်တွေကိုလိုက်စင်းနေတော့အားရလို့မရှိပါဘူးကြီးဟာဒီဘောဟေးလို့မပေါ့မိဘတွေကအသက်တွေများလာပြီဆိုတော့တင်းစော်ကြီးကေပြောကြပါဦးအကြီးအနောက်ပိုင်းကိုသွားလိုက်အောင်မတ်ပူတို့ဝိုင်းမှာဝတ်သားတဲ့ရောက်နေတယ်ဆိုတော့ကပဲမတ်ပူသာကြွက်နေလာပြီးပြောသွားတယ်အမေကအညာတပတ်လေးတစ်ထဲကိုချုံပြီးထွက်သွားတယ်ဗျာဒီတော့မှသိန်းစောကပြောတာဗျာဟဲ့ကောင်တာတီငါလာတာအကြောင်းရှိရဲ့ကွာငါလည်းထင်သားပဲမင်းခါတိုင်းလာမယ်ဆိုရင်ဒီလိုစောစောစီးလာထတာမဟုတ်ဘူးကဲပြောစမ်းမအောင်ကွာဘာအကြောင်းလဲဒီလိုကွာပန်းမွေးကုန်းနဲ့ထိန်ကုန်းကြားမှာလှဲလန်းသားလေးကညောင်မို့စုပင်ကြီးတစ်ခုရှိတယ်လေကွာသိန်းစောပြောတာကိုကျုပ်ကဇဝေဇဝါဖြစ်သွားတယ်ဗျာအဲ့ဒီဘက်ကလည်းမရောက်တာကြားနေလေပြီဗျာဟာတာတီယာမင်းနဲ့ငါမှုချင်းတွေ့တဲ့နေရာနားလေးရလीကွာဒီတော့မှကျုပ်မျက်စိတွေကိုခုတ်ကွယ်မြင်သွားတော့တယ်တိပြီညောင်မို့စုပင်ကြီးငါမှတ်မိပြီသိန်းစောကြီးအေးမြို့ဘက်ကိုသွားတယ်လှဲလန်းနဲ့ထင်ကိုမကထွက်လာတဲ့လှဲလန်းဆုံးတဲ့နေရာအနားပေါ့ကွာသိပြီသိန်းစောကြီးငါသိပြီအဲ့ဒီနေရာဘာဖြစ်လို့အဲ့ဒီနားမှာလူတွေတော်တော်ဒုက္ခရောက်နေကြတာကွာဟာဘာဖြစ်လို့လဲဟာ
ထိန်ကုန်းနာလူတွေရောဝင်းရင်းကုန်းတို့ဘီလောင်ကုန်းတို့တာယာကုန်းတို့ဝက်ဆူတို့ကလူတွေရောငါရဲ့တစ်စီသွားရောင်းတိုင်းဝီလီဝင်လင်းမှာတင်းရဲ့ကြီး6ခန်းနေရတာကွာဟာဟုတ်လားတင်းတော့အဲ့ဒီသတင်းကငါမချားမိဘူးမင်းတို့ထနောင်းကုန်းနဲ့ကအနေနဲ့လှမ်းနေရဘူးကွာတတိယငါတို့ဗမိုးကုန်းထိန်ကုန်းနဲ့ကပိုးပြီးနီးတယ်လေလူတွေကလည်းနှစ်ရွတွေကသွားနေကြတာဆိုတော့နေရနေတိုင်းကြားနေရတယ်ကွာဘလို့6တာတဲ့တုံးတင်းတော့ဟာတရေကလူတွေကိုနောက်တာပဲနေမှာပါကွာအဲ့ဒီညောင်မုတ်စီပင်းကြီးကားကိုဖြတ်လျှောက်သွားတဲ့ဈေးတွေကဝမ်းလျားမှောက်လဲလို့လဲဆိုင်တဘူထမ်းလာတဲ့ဘူးသီးတောင်းတွေခန်းသီးတောင်းတွေမှောက်ကုန်ကြတာပဲလေကွာဟာဒီဈေးကတော်တော်ဆိုးနေတာပဲဟေးအဲ့ဒါလိုလူတွေကိုချိုလဲပြီးဥယျာကာယဖြစ်ရင်ကိုကလေးရေတန်လေးတစ်ခုကထွက်လာရောရဟိရေးလိုက်တယ်မှာခွက်ထိုးခက်လန်ရေးတယ်ဆိုပဲကလေးရေတန်ဟုတ်လားဟာအဲ့ဒါဆိုရင်မင်းသားလေးတကောင်ဖြစ်မှာပါကွာအေးမင်းကတော့သိနိုင်ရဲ့ဆိုပြီးငါလာခဲ့တာကွာပြီးတော့ဘာလို့ထားသေးတယ်ကွာဈေးအောင်သွားတဲ့နွားလဲတွေအဲ့ဒီနားမှာရောက်ပြီဆိုလို့ရှိရင်နွားတွေကဘာလန့်လို့လမ်းမန်းကိုမသိဘူးတဲ့ဟိလန့်ပြီးပြေးလို့တာပဲတဲ့လဲကိုလည်းဘလို့မှမောင်းမရတော့ဘူးတဲ့လဲပေါ်မှာလည်းအပြည့်အမောက်တင်ထားတဲ့ခင်းနီးတောင်းတွေခင်းညင်သီးဆိုတာလဲလမ်းပေါ်မှာကြကုံရောတဲ့ဟိဝီလီဟလင်းထပြီးဈေးအောင်ထွက်တဲ့သူတွေဆိုတော့ဒိုရိုကိုစိတ်ညစ်ကြတာပဲတတီအေးဘကွာဒီလောက်တောင်ဖြစ်နေတော့စိတ်ညစ်ကြမှာပေါ့ဒါနဲ့ရွာသားတွေကဘာမှမလုပ်ကြဘူးလားကွာတုတ်တော်လုပ်တယ်ကွာထင်ကုန်းကလည်းဘုန်းကြီးတွေပြစ်ပြီးဒီပါတွေရွတ်တယ်တဲ့တလားတော့ညီသွားနေတယ်ပြီးတော့အရင်တိုင်းပြန်ပြီးလုပ်တာပဲတဲ့ဘုန်းကြီးတွေပြီးရွတ်တာနှခါအောင်ရှိပြီဆိုပဲခဏပဲညီနာတတီရဲ့မင်းနဲ့ငါတည်းရသွားကြတော့ပေါ့ကွာအချင်းကြီးကက်ခက်ပြီးကြည့်ကြတော့ပေါ့ကျုပ်ကတင်းတော်ကိုပြောလိုက်တာဗျာဒါဆိုရင်ဘယ်လိုသွားမလဲတတည်းအခုရဲ့6တယ်ကြာလားဟာပြီးခဲ့တဲ့ဈေးနဲ့ရတယ်ထိန်ကုန်းကဘာလို့ဖူးကြီးရဲ့လှည့်ရမှောက်တော့မလို့တော့ဖြစ်လို့နိုင်ကြီးတင်ပြီးတော့မြုပ်သွားပူတာတဲ့အဲ့ညောင်မိုးစစ်ပီနာလေးရောက်ရောနွားတွေကလန့်တာပဲကွာကြောက်စရာတော့တော်တော်ကောင်းတယ်ဆိုပဲလန့်ပြီးနွားတွေကထပြီးခုံလာတယ်ဟိလဲကိုဆွဲပြေးတာမှောက်တော့မလို့တဲ့ကွာဘာရိပိုးကြီးအထင်းကောင်းလို့တဲ့ဘာရိလဲရလဲအဲ့လိုယုံသုံးငါဖြစ်တာရောကလေးရင်တန်းလေးတစ်ခုထွက်လာပြီးရေလိုက်တာတဲ့ကွာဘာရိကလည်းစိတ်ဆူဆူနဲ့ငါနဲ့ကြီးကော်ပြီးတုတ်ခဲ့တယ်ဆိုပဲဒီပေါင်းကွာတခြားအချိန်တော့မချောက်ဘူးလားသိန်းတော်ရဟာမချောက်ဘူးကွာအဲ့ဒီအချိန်ဒီချိန်မဲချောက်တာမနေ့ပြန်ဆိုလို့ရှိရင်မြို့မှာဈေးနေကွာဈေးလေးတွေသွားကြမှာအေးအဲ့ဆိုလို့ရှိရင်သိန်းတော်ကြီးဒီညငါမင်းတို့နဲ့လာပြီးအိမ်မယ်မနေ့ကဈေးလဲမထွက်ခင်မှာအဲ့နေရာကိုရောက်အောင်သွားမှာပဲမင်းတို့ရွာကထိန်ကုန်းတဲလန်းစုံကြီးရောက်အောင်ဘယ်လောက်ထိရှော့ရတော့ဒါယူကဘာပဲကွာဒါထက်မပို့ပါဘူးဟေးဒါဆိုလို့ရှိရင်ဒီညမင်းတို့အိမ်မှာငါလာမယ်မနေ့ပြန်မြို့မှာဈေးနေရှိတယ်ဆိုတော့သိန်းတော်ပြန်သွားတော့မှကျုပ်ရဲ့ဆေးလွေကြီးကိုမှုရတော့ကွဗျာအဲ့ဒီမှာဆရာကြီးဦးမင်းအောင်ပေးထားခဲ့တဲ့တစီထောင်ချောင်းအိမ်ရှိတယ်ဗျဟောတွေ့ပြီဟာသိန်းဝင်တပွေကွဲမှာချထားတဲ့အင်းမြဆရာကြီးဦးမင်းအောင်ကြောင်းသိကျင်တော့ဗျာကျုပ်ရေးခဲ့တဲ့ကဝေ12ကျိုးစာအုပ်မှာရှာပြီးဖတ်ကြည့်ပေါ့ဗျာကျုပ်ကတက်စီထောင်ချောင်းအင်းကိုယူပြီးတော့ဖះစဉ်ရှိမှာဆရာကြီးလှုပ်ခဲ့တဲ့အတိုင်းဖះရှိကိုပြစ်တာပို့ပြီးအင်းတို့မှန်တယ်ကိုပြောရတာပေါ့ဗျာအမေနဲ့အဘအကျိုးအကြောင်းကိုပြောပြပြီးညနေဆောင်မှာပန်မွေးကုန်းကိုထွက်ခဲ့တယ်သိန်းစောတဲ့အိမ်မှာညားအိတ်လိုက်တယ်မနေ့ကျတော့ကျုံတဲ့သိန်းစောက3နာရီလောက်ထားပြီးထိန်ဝန်းဘက်ကိုထွက်ခဲ့ကြတယ်ထိန်ဝန်းထိတ်တီတော့မသွားရသေးပါဘူးဗျာထိန်ဝန်းကထွက်လာတဲ့လှဲလန်းချောင်းတွေပဲဝေဒင်းကုန်းဘက်ကနေမြို့လေးကိုသွားတဲ့လှဲလန်းချောင်းစုံရံနေရာကိုရောက်တော့မြို့ဘက်ကိုသွားတဲ့လှဲလန်းပြီးမှညောင်မုတ်စုပင်ကြီးကိုတွေ့ရတော့တာပဲဗျအဲ့နေရာမှာကျုံတဲ့သိန်းစောကမှုန်ချင်းတင်ရခဲ့ဘူးလေအဲ့တုန်းကထိန်ဝန်းမှာကျုပ်တို့တငယ်ချင်းအောင်တင်ရဲ့ညီတွေရှင်ပြူဝဲအပြန်မနဲ့စိုးကြီးမှုန်ချင်းတွေ့တာပဲဗျအဲ့တုန်းကတယောက်သားတင်းတောင်လုံးရခဲ့တယ်တင်းစောကလည်းထိန်ကုန်းကိုကြပြခဲ့ရပြန်ပြေးပြီးခွဲတောင်အစုံနှလုံးတောင်းလာတယ်ကျိုးတို့နှစ်ယောက်တယောက်ကိုခွဲတောင်တုံးစီရကြတာဗျာမှုရတဲ့မျက်နှာဆိုတာအမှန်ပါပဲကျိုးတို့တကယ်ချင်းနှစ်ယောက်ပြောလိုက်ကြတာဗျာတတီညောင်မို့ဆွေပင်ကြီးနားတို့ရောက်ပြီတို့ဘယ်နေရာမှာနေရမှာတော့ဟိုးရှိရညရပင်နောက်ကနေကွဲပြီးချီနေကြည့်ရပေါ့ကွာဒါမှလည်းလဲလန်းကိုမြင်နေရမှာပဲကျိုးတို့နှစ်ယောက်ခြုံကြီးလိုဖြစ်နေတယ်ညရပင်ညမှာဝင်ပြီးတော့ညီနေလိုက်ကြတယ်ည
ဒါကလည်းตาလိုက်တာထိန်းနေတာပါပဲရွာလန်းကြီးကလည်းအပွေးသားကြီးကိုမြင်းနေရတာပဲဗျို့ကျိုးတူရောက်ပြီးတော်တော်လေးကြာမှထိန်ကုန်းဘက်ကနေလဲတစီမှောင်းလာတဲ့တန်ကိုကြားရပါတယ်ထိန်ကုန်းကလာတဲ့လဲကရှူရကနေလာတာဆိုတော့လဲကိုမမြင်ရဘူးအတန်မကြားနေရတယ်ဟဲ့နွားအာညူကြီးอ่ะပီကက်ကက်လုံနေပြီနွားငေါ့တဲ့အတန်ကြားနေရတာဗျဒီတော့မှပဲဝေရုံးကလေနွားငေါ့တန်တဲ့ကြားရတော့ငါရဲ့စီးမှာဇီးအောင်မို့ထွက်လာကြပြီပေါ့ကျုပ်ကလည်းမျက်ကွင်းစည်းကွင်းလာတာဆိုတော့ဟိုကြည့်ကြည့်လုံနေရတယ်အခုတည်းတော့ဘာမှကိုမတွေ့ရသေးပါဘူးဗျာအာဒီနွားဘေးကိုမဆွဲမနဲ့တက်တက်သွားပါဟာထိန်ကုန်းကထွက်လာတဲ့လဲကတော်တော်နီးလာပြီဗျာဟောဟိုမောင်မညောင်မုတ်စုကြီးပေါ်ကနေပြီးတော့ဆင်းလာတာပြောဖြူဖြူလေးဗျာကျုပ်စိတ်ထဲမှာတော့ကြောင်တကောင်လို့ထင်နေတာလာရအောင်မှသေးသေးချာကြည့်လိုက်တော့ကြောင်မဟုတ်ဘူးဗျို့ညောင်မုတ်စုပင်အောက်မှာမတ်တက်ရက်နေတာနေရကလေးနဲ့ဘက်ကကြောင်ရွက်လေးနှစ်ခုလိုချွန်ချွန်လေးနဲ့မျက်လုံးတွေကလည်းနီနီရဲရဲဖြူဖြူလေးမလို့ပါဖောင်းဖောင်းနဲ့လူပုံစံဗျာလက်တူတူလေးပဲလေပါတယ်လူလက်ပါပဲဒါပေမဲ့အောက်ပိုင်းကလူခြေထောက်လိုခြေထောက်လက်ချောင်းမဟုတ်ဘူးဗျာအမီးလိုတကူလေအဲ့ဒီအမီးလိုခြေထောက်လိုဘာလိုကမြေကြီးပေါ်မှာထောက်ပြီးလူရက်နေတယ်လို့ရက်နေတာကျုပ်စိတ်ထဲမှာတော့မတက်ရက်တဲ့ရက်က2ပေလောက်ပဲမြင့်မယ်လို့ထင်တယ်ဖြူဖြူလေးဗျာကျုပ်ကလည်းမင်းစားကိုခုမှတည်တည်ချာချာတွေ့ဦးလေဗျာအရင်တော့တွေ့ဦးမယ်လေကျုပ်ဆက်တဲ့မှာကြောင်းလိုပဲထင်းနေတာကြောင်းပုံစံဖန်ဆင်းထားလာတော့မသိဘူးပေါ့လေမင်းသားလေးကရေးနေတယ်ဗျာတော့သွားပြီလဲလန့်လေးဒီဆင်းသွားပြီးသူ့လက်ထဲမှာကင်ထားတာညီကြီးပေါ်ချလိုက်တယ်ကျုပ်တည်တည်ချာချာကြည့်လိုက်တယ်ဗျာကြက်တောင်ဖြူလေးကြက်တောင်ဆိုတာကြက်တကောင်ရဲ့တောင်ပံအမွှေးကိုပြောတာဗျာဒီကောင်ရွှေ့သွားတာကိုသူတည်တည်ချာချာကြည့်လိုက်တော့လမ်းလျှောက်သွားတာမဟုတ်ဘူးလေရနဲ့ရွေ့သွားတာဒီကောင်တော်တော်မြန်တာပဲဗျာလှစ်ကနေဖြစ်နေတာဒီကောင်ရောင်မိုးစုပ်ပြီးအောက်မှာဝိုင်းပြီးရက်နေလိုက်တယ်သူချထားတဲ့စက်တောင်အဖြူလေးနဲ့သူရက်နေတဲ့ရောင်မိုးစုပ်ပင်ကြီးက10ပေလောက်ပဲဝေးမယ်အောက်မှာမင်းသားလေးကလက်ကလေးတောင်ပိုက်ထားလိုက်သေးတယ်ဟဲ့နွားအိုးဘာဖြစ်တာတော့အာညူကြီးဘာလို့ဘေးကိုကတ်နေတာလဲလာပြီပြိုနွားလေးကလာနေပြီကျုပ်တီးတီးချာချာကြည့်နေတယ်နွားလေးကကြက်တောင်အဖြူလေးပေါ်မှာတဲ့ရောက်သွားတဲ့အချိန်မှာနွားတွေကလန့်ကုန်ကြပြီပြိုဟာနွားတွေကထပြီးခုန်တာပဲပြိုနွားလဲတက်ထားတော့ဘယ်ခုန်နိုင်မှမလဲလဲရင်ကိုနောက်ဆိုင်ကျသွားပြီးလဲပေါ်မှာတင်ထားတဲ့ကြက်သွန်အိတ်တွေအောက်ပြုတ်ကျတော့တာပဲပြိုဟဲဘာဖြစ်တာတော့ညူကြီးဟာနွားတွေဘာဖြစ်တာတော့နေမောင်းနေတဲ့လူကကြောက်လန့်နဲ့နွားတွေကိုဇက်တိုက်ရိုက်တော်တာပဲပြိုဟောအဲ့ဒီမှာနွားတွေကလည်းလန့်ပြီးပြေးရပါလေရောဗျာကြက်တောင်လေးအပေါ်ကကြော်သွားတော့မှာပဲအကြောက်ပြေးသွားတော့တာဟာဟီရဲပြီးပြူမိသားလေးကအော်ပြီးရင်းနေတယ်တဲသမားကျသွားတဲ့ကြက်သွန်အိတ်တူကိုကောက်ဖို့နောက်ကိုရှောက်သွားတယ်မိသားရဲ့ကြက်တောင်ကိုခွာပြီးကြော်မိတာပေါ့ဗျာပုံငနေဟောလဲပြန်ပြီပြူရှေ့ကိုကလုတ်တိုက်ပြီးဝမ်းရမောက်ကြီးကိုလဲတာဟာဟီနဲ့မင်းသားဆိုတာရေလိုက်တာများခွတ်ထူးခက်လန်နေပဲပြူတဲသမားလေးကျသွားတဲ့ကြက်သွန်အိတ်နှလုံးကိုကောက်ထမ်းပြီးလဲဖို့ပြန်တင်ပြီးတချို့တဲ့ကိုမောင်းပြေးတော့တာပဲပြူဒီတော့မှမင်းသားကလည်းလက်ကလေးတစ်ဖက်ကိုဆန်တန်းပြီးသူ့ကြက်တောင်ကိုခိုးယူလိုက်တာကြက်တောင်ဖြူလေးကလေးမှပြန်ဝဲပြီးမင်းသားစီကိုသွားတော့တာပဲပြူမင်းသားကသူ့ကြက်တောင်လေးကိုလှမ်းယူပြီးမြောက်ဘက်ကိုရှေ့ကနေပြေးထွက်သွားတယ်ကျုပ်ကကျုပ်မြင်တာတွေကိုသိန်းစုံပြောပြလိုက်တယ်သိန်းစုံကနွားတွေလှမ်းပြီးထခုန်တာကိုကောင်းမြင်တာပေါ့ဗျာမင်းသားလုံနေတာတော့ तू ကမမြင်ရဘူးသိန်းစုံမင်းသားရဲတဲ့တန်ကြားရတယ်မလားအေးကြားတယ်ကွာခွေးမသားမင်းသားသူများကိုဒုက္ခရောက်တာကိုကြည့်ပြီးတော့ရဲနေလိုက်တာခွတ်ထိုးခွက်လမ်းမယ်လက်ဆက်တော့ဒီကောင်ကချက်တောင်တစ်ချောင်းနဲ့ဒုက္ခပေးနေတာကိုဒီကောင်ရဲ့ချက်တောင်ကလည်းတော်တော်ကိုစွမ်းတာပဲဒါတီးကအေးဟုတ်တယ်ဒီကောင်ကိုနောက်တစ်ပတ်ဈေးနေမှာပဲငါနင်းထုတ်ပြင်မယ်သိတော့ဒီကောင်လူတွေကိုတော်တော်ဒုက္ခပေးနေတဲ့ကောင်ပဲကွာကျုံနဲ့သိန်းဆိုပြန်ပြီးလာခဲ့ကြတယ်ပန်ဝေးကုန်းမှာကျုံမထိုင်တော့ပဲရွာကိုတန်းပြီးပြန်လာခဲ့တယ်ပါတဲ့အမေကကျုပ်ကိုအကျိုးချောင်းမေးလို့ကျုပ်ကလည်းကျုပ်တွေ့ခဲ့မင်းသားအကြောင်းကိုပြောပြလိုက်တယ်အဘနဲ့အမေလည်းမင်းသားကိုတော်တော်လေးကိုအံ့ဩသွားကြတာပဲပြူ
ကျုပ်ကတော့နောက်တစ်ပတ်ဈေးနေမတိုင်ခင်မှာပဲမဖဲဝါကိုပြောပြရတော့မို့ဗျာဈေးနေမတိုင်ခင်ညရောက်တော့ကျုပ်ကစက်တကောင်ချက်ပြီးထရာမုံတင်ညာနဲ့ကိုမဖဲဝါကိုထမင်းကျွေးရတယ်ကျုပ်နဲ့အတူတူကြောက်ခဲနဲ့တမ်းမီပါလိုက်လာခဲ့ကြတာပေါ့ဗျာမိုက်ဖဲဝါကြောက်လာတော့ကျုပ်ကလူတွေကိုဒုက္ခပေးနေတဲ့ထိန်ကုန်းမင်းသားအကြောင်းကိုပြောပြတယ်ဟဲ့တာတီရဲ့အဲ့ဒါမင်းသားဆိုးပြီးတဲ့ဒီကောင်ကဒီတိုင်းပဲသူများဒုက္ခရောက်ရင်တိတ်ပြောတဲ့အကောင်ပဲအဲ့ဒီကောင်ညောင်မိုးစုပြီးညမှာဒီကောင်နေတာမဟုတ်ဘူးတခြားမှနေရအခုလိုနေလှည့်ပြီးလူတွေကိုဒုက္ခပေးနေတာဒီကောင်စီကကြက်တောင်ဖြူလေးကိုမဖက်တော့သိမ့်လိုက်ပါလားဗျာဟာအဲ့ဒါတော့မဖြစ်ဘူးတာဒီကောင်ကအဲ့လိုအော်ပြီးရေရမ်းမှာသက်ရှင်နေရတယ်သက်ရှင်နေလို့ရတာကြက်တောင်သိမ့်လိုက်လို့ရှင်ဒီကောင်3ရက်တည်းပိုးပြီးမခံဘူးဒီလိုလို့နေကအဲ့ဒီနေရာကနေငါ့ကိုလှန့်ခေါ်လိုက်ငါလာခဲ့မယ်ဒီကောင်မပြေးနိုင်အောင်နင်ဖမ်းထားလိုက်ပြီးတော့သူ့ချက်တောင်ကိုနင်အောင်ယူထားလိုက်လေငါသူ့ကိုဒီနေရာနေနှင်ထုတ်ပေးမယ်ကျုံညာရင်းချင်းပန်မွေးကုန်းကိုသွားရတယ်ကြောက်ခဲတဲ့တမ်မလီကိုတော့အိမ်ပြန်ခန်းလိုက်ရတော့ပေါ့ဗျာအရင်လိုပဲပန်မွေးကုန်းကတိတ်ဆိုတဲ့အိမ်မှာညအီပြီးမနေ့3နာရီလောက်မှာချုံတဲ့တိတ်ဆိုတာထိန်ကုန်းကိုထပြီးရှောက်ကြရပြန်ရောဗျာထိန်ကုန်းကိုမရောက်ခင်လမ်းစုံဆိုတဲ့နေရာကိုရောက်တော့ဒီနာရီကိုမထိုးသေးဘူးဟဲ့နွားတဲနီနွားတဲ့ဆွဲပါဆိုမှဘယ်ကိုကတ်ဆွဲနေတာတော့ဟာဒီကောင်မေးဟက်ကောင်တဲ့ဆွဲပါဟာနွားငေါ့တဲ့တန်ယူကြားနေရပြီဗျာကျုပ်ကတော့ကြပြကြရသွားပြီးဟိုတစ်ဘက်ကမင်းစားရက်နေတဲ့နေရာနဲ့မလက်မကမှာတစီထောင်းချောက်အင်းကိုမန်နဲ့နိုးပြီးပြုတ်ထားလိုက်တယ်ပြီးတော့အင်းကိုဗဟိုပြုတ်ပြီးတော့စီဝိုင်းတစ်ခုဆွဲထားလိုက်တယ်အားလုံးပြင်ဆင်ပြီးတော့ကျုံနဲ့သိန်းစောဟိုတစ်ဖက်ကပုံနေတယ်မြရချုံကြီးနောက်ကိုဝင်ပြီးပုံလိုက်ကြတယ်ဟဲ့မေးဒီတော့ကတော့ဘာဖြစ်တာတော့တဲ့လေဆွဲစမ်းထိန်ဟုံးကလည်းမဟုတ်ဘူးဗျဝေရင်းကုန်းတို့ဘီလောင်ကုန်းတို့ဘက်ကလာတဲ့လဲပဲဗျတဖြည်းဖြည်းတော့နီးလာပြီဟောဆင်းလာပြီမင်းစားစုပ်ပေလည်းဆင်းလာပြီညောင်မိုးစုပ်ပင်ကြီးကနေကြောင်ဆင်းတယ်လို့လေးဆင်းလာတာဗျဟောသွားပြီလေးလံပေါ်မှာစက်တောင်ပြူလေးသွားပြီးချထားလိုက်ပြီတော်တော်ဆိုးတဲ့မင်းစားပါပဲဗျာလူတွေဒုက္ခရောက်တော့ကြည့်ပြီးရဲရတယ်လို့သူကတော့အခမ်းသားဗျာညောင်မိုးစုပ်ပင်ကြီးကိုအောက်ကိုပြန်ပြီးရက်နေတယ်သူ့လက်ဒူလူလေးကိုလည်းပိုက်ထားသေးတယ်ဟိုတစ်ပတ်ကနေလမ်းကြည့်တော့အရက်ကအပေးလောက်ပဲရှိတာဒီတစ်ခါတော့တပေလောက်ပဲရှိတော့တယ်ရှိရတာသူ့ရွယ်ကိုသူလိုဖန်ဆင်းလို့ရတယ်ထင်တယ်ဗျသိဆိုရင်ဒီဆွေးလေကိုမင်းလွယ်ထားတဲ့တကယ်ချင်းကျုပ်ကလည်းစီလွယ်ကိုသိရလက်ထမှာထည့်လိုက်ပြီးလဲလမ်းပေါ်ကရှင်လိုပြေးထွက်လိုက်ပြီးတော့မင်းသာစုပြီးချထားတဲ့စက်တောင်ဖြူလေးရှိတဲ့နေရာကိုတန်းပြေးလို့စက်တောင်လေးကိုကျုပ်ကကောက်လိုက်တယ်စက်တောင်ကိုကောက်ပြီးကျုပ်ကလဲလမ်းပေါ်မှာရှိတဲ့ဝလုံးမလေးကိုကောက်လိုက်တော့စိုးကကျုပ်အင်းမြုပ်ထားတဲ့ဘက်ကိုတန်းပြီးပြေးသွားတာပေါ့ဗျာရုတ်တရက်ဆိုတော့မင်းသာစုပြီးကပါလို့မှမသိပဲကြောင်ပြီးကျုပ်ကိုကြည့်နေတာဗျာကျုပ်ကမျက်ကွင်းစည်းကိုမျက်လုံးမှာလည်းကွင်းနားတွေမှာလည်းလိမ့်ထားတာဆိုတော့ပြီးတော့ဒိဗ္ဗသောတာမန္တန်လည်းရွတ်ထားတာဆိုတော့မင်းသားဆိုးပေကိုမြင်ုံနဲ့မကောက်ဘူးသူပြောပြရကြားနေရတာဗျာဟဲ့ကောင်မင်းဘာလုပ်တာလဲငါချက်တောင်အခုချက်ချင်းပြန်ပေးတယ်မင်းသားကသူ့ရဲ့လက်တူတူဖမောင်းလေးနဲ့ကျုပ်ကိုလက်ညှိုးထိုးပြီးပြောနေတယ်ဗျာကျုပ်ကလည်းလက်ထဲမှာကင်ထားတဲ့ဝင်းရင်တို့ကိုမြှောက်ပြပြီးဟဲ့ကောင်ဆိုးပေလူတွေကိုဒုက္ခပေးပြီးပြောနေတဲ့ကောင်မင်းချက်တောင်ငါပြန်မပေးတော့တတ်ရှင်မင်းလာယူလေဟောဒီပါကျုပ်ကသူ့ချက်တောင်မြှောက်ပြပြီးပြောပြလိုက်တယ်ဆိုးပေတောက်ခောက်တော့တာမျိုးပင်သာကျုပ်ကိုတော်တော်လေးဒေါသဖြစ်နေတဲ့ပုံပဲဗျာဟဲ့ကောင်မင်းကငါနိုင်ပြီတောင်သိနေပါလားမင်းကဘာလုပ်လဲမင်းသားကျုပ်ကိုမေးတာဗျာငါနိုင်ပြီကတာတီးတယ်ကဲမင်းမှတ်ထားပြီးတော့မင်းသားကြီးမင်းသားအကြောင်းလေးဘယ်လောက်သိထားလို့လဲဘယ်လောက်သိထားလို့ငါ့ကိုစိန်ခေါ်နေတာတော့တာတီးอ่ะမင်းတို့မင်းသားဟာတကယ်တော့ကြောင်နေပါပဲကွာငါကြောင်မကြောက်ဘူးစူးပီอ่ะအေးအဲ့ဒီကြောင်ကမင်းကိုခဏပတ်လို့ရှင်မင်းအသက်တည်ပြီဆိုတာမင်းသိရလားငါမင်းကိုမတက်မိခင်ငါချက်တောင်ကိုပြန်ပြီးတာတီးဒီမှာစူးပီမင်းဘယ်လောက်ဆိုးနိုင်မလဲဆိုတာကြည့်ရသေးတာပေါ့ကွာဒီချက်တောင်ကိုမင်းပြန်မရဘူးဆိုလို့ရှိရင်မင်းတက်ဟာ3ရက်ပဲခံမဲဆိုတာမင်းမပြောတော့ဘူးလားဘာကွာမင်းသားတွေဘယ်လိုလုပ်ပြီးတည်နေတာတော့ငါဘာသာငါဘယ်လိုလုပ်တည်မင်းနဲ့မဆိုင်ဘူးလေလူတွေကိုအငြင်းတန်းဒုက္ခပေးနေတယ်မင်းလိုမင်းစားအတွက်ကတော့အသက်3ရက်ပဲကျန်တော့တယ်ဆိုတာမင်းသိထားလိုက်ပြီးတော့စုပြီး
ဒီကောင်ကဲကွာမင်းသားချက်ချင်းကြောင်တော်ကောင်ဖြစ်သွားပြီကြောင်မဲလေးဗျာမျက်လုံးလေးကိုပြူးနေရပဲကြောင်ကလည်းကျုပ်ကိုဒေါသမျက်လုံးနဲ့စိုက်ပြီးကြည့်နေလို့ရပဲဗျို့ကြောင်တော်ကောင်မန်ဖီတဲ့တန်မျိုးနဲ့ကျုပ်စီကိုတဲ့တဲ့ယူကိုပြေးလာတော့ရပဲဗျို့ကျုပ်ကလည်းလက်ထဲကဝင်းရင်တုံးနဲ့စီးပြီးရိုက်ချလိုက်တာဗျို့ပုတ်ကနေစိုးပေကိုမထီဘူးမြေကြီးကိုပုတ်ကနေရိုက်မိတာပဲလှင်လိုက်တယ်မင်းသားဗျာတဲ့တဲ့ပြေးလာနေရပြီးဘေးကိုခုံပြီးချောင်လိုက်တယ်ကျုပ်ကစိုးပေခုံချောင်တဲ့ဘက်ကိုပြေးပြီးရိုက်တယ်မထီဘူးဗျာမြေကြီးကိုပဲရိုက်မိနေတာစိုးပေကလည်းကျုပ်စီကိုပြေးလာပြန်ရောကျုပ်ကဝင်းရင်တုံးနဲ့ပြေးပြီးရိုက်တယ်ရှောင်းမမီကိုမြေကြီးပဲထိုးမိတာစိုးပေကပြေးလာလိုက်ကျုပ်ကရိုက်လိုက်နဲ့ကျုပ်မောလာယူရဒီတော့မှကျုပ်တွေးမိတာဒီကောင်ကျုံမောပြီးခြေကုံလက်ပန်းကြောင်လုံနေတာဖြစ်မယ်ကျုပ်လည်းပဲမှာဂရိပါအရှုံလေးထည့်ထားတဲ့တစ်ဆုံးစီတော့ရှိတယ်လေဗျာဒီကောင်ကျုပ်ကိုခုံကိုက်လို့တော့မရတော့ဘူးဒီခါတော့ကျုပ်လည်းထဲမှာဝင်းရင်တို့ကိုမြေကြီးမှာထောက်ပြီးရက်လိုက်တယ်ကျုပ်စိတ်ထဲမှာမင်းစားကျုပ်ကိုကိုက်မိသွားရင်တတိတွေပါမိသွားနိုင်နေဗျာဒီတော့မှဒီကောင်ကျုပ်လည်းထဲမှာကင်ထားတဲ့ချက်တောင်ကိုပြင်းရင်လို့ရမှာပေါ့ဗျာဒီကောင်ကျုပ်ကိုတည်တည်ကြကြည့်နေတယ်ဗျာဟောလာပြီပြေးလာပြီကျုပ်ကိုခုံတော့တာပဲကျုပ်ကလည်းကျုံနဲ့ရောင်တော့မရောက်ခင်မှာပဲဒီကောင်နောက်ကိုလွန့်ထသွားပြီးမြေကြီးပေါ်မှာကားကနေကျတာပဲဗျကြောင်ရမကြပဲခွေးရကိုကျတာဖုံးနဲ့ကိုနေတာပဲစိုးပေကဒေါသပိုပြီးဖြစ်လာပြီကျုပ်စီကိုပြေးပြီးခုံလိုက်ပြန်ရောဖုံးကနေစောစောတိုင်းနှွတ်သွားတာပဲဗျတရားရောကများတွန်းပစ်လိုက်သလိုလွန့်ထွက်ပြီးမြေကြီးပေါ်ကိုချိပြစ်လိုက်ပြီးပြုတ်ကျသွားပြန်ပါရောစိုးပေညင်သွားပြီကျုပ်ကိုခုံမအုပ်တော့ပဲစိုက်ကြည့်နေတယ်မင်းသားဟာကြောင်လိုမှန်ပြီးကျုပ်ကိုစိုက်ပြီးကြည့်နေတယ်ဗျာနောက်ဂျွန်းတစ်ပတ်ပြစ်လိုက်တယ်အောင်မကြောင်ကသူ့ကိုယ်သူကြားများလို့ထင်နေလားမသိပါဘူးဟောနောက်ကိုပြေးသွားပြန်ပြီဗျာဟောမင်းသားပြေးပြီယူဟာပြေးတာမဟုတ်ဘူးကျုပ်ကိုပတ်နေတာလက်ဆက်သက်တော့ကျုပ်ကိုအသေးသက်ဖို့လုံနေတာဟုတ်ဒီကောင်ကျုပ်ကိုတတ်ဖို့ဆုံးဖြတ်လိုက်ပြီတဲ့သူကျုပ်ကိုခုနှစ်ပတ်ပတ်မိကျုပ်လည်းသေးမှာပေါ့ဗျာကျုပ်ကအင်းမြုပ်ထားတဲ့စီဝိုင်းနာကိုမတိမတာရွှေ့ပြလိုက်တယ်ပတ်ပြီဗျိုမင်းသားစိုးပြီကျုပ်ကိုပတ်နေပြီဗျိုတပတ်ပထမဆုံးပတ်တဲ့ဝိုင်းကြီးကကြီးတယ်ဗျာနှစ်ပတ်ဝိုင်းကနည်းနည်းသေးလာတယ်ကျုပ်ကဖះကိုအာယုံပြုတ်နေတယ်ဗျာကျုပ်ရဲ့ဆရာကြီးကိုအာယုံပြုတ်နေတယ်သုံးပတ်ကျုပ်ကဗုဒ္ဓရဲ့အောင်ကြီး၈ပါးကာထာကိုရွတ်တယ်၄ပတ်တဖြည်းဖြည်းအဝမ်းကျင်းလာပြီဒီတစ်ပတ်ဆိုရင်တော့ဒီကောင်ကျုပ်ညုတ်ထားတဲ့တစီထောင်းကြောက်စီးဝိုင်းတွေကိုဝင်တော့ပြီဗျာဝင်ပါပြီဗျာမိသားစုပြီးကျုပ်ရဲ့တစီထောင်းကြောက်ဝိုင်းတွေကိုဝင်သွားပြီဗျိုဒီကောင်ရှေ့ဆက်ပြီးလို့မရတော့ဘူးမိသားကစီးဝိုင်းကိုဖောက်တော့ဖို့ကြိုးစားကြည့်တယ်ဒါပေမဲ့လည်းမဖောက်နိုင်ဘူးဒီကောင်စီးဝိုင်းထဲမှာပဲပတ်ရှောင်နေတယ်ကြောင်ပုံစံပျောက်ပြီးမိသားပုံပြန်ဖြစ်လာပြီဗျိုကျုပ်ကကျုပ်လိုအောင်မဟုတ်တတိရသွားတယ်တင်းရိုင်းရှင်မကြီးမဖဲဝါရေချုပ်ရဲ့တစီထောင်းကြောင်ထဲမှာမင်းသားစိုးပြီးမိနေပါပြီမဖဲဝါမှာထားတဲ့အတိုင်းသူ့ရဲ့ချက်တောင်ကိုလည်းကျုပ်ကတင်းပြီးပါပြီတင်းရိုင်းရှင်မကြီးကြွခဲ့ပါကျုပ်တာတီးကမဖဲဝါကိုပင့်ဖိတ်ပါတယ်မဖဲဝါကိုပင့်လိုက်တယ်နဲ့ကျော်ကြီးအတန်ကိုကြားနေရပြီဗျာမဖဲဝါလာနေပြီပဲနဲ့ကျော်ကြီးအတန်ကအင်းနီလာပြီတစ်ပင်ကြီးအောင်မှာဖြူဖြူရေးချရွေ့ပြီးလာတယ်ခဏနေတော့မဖဲဝါရောက်လာပါတယ်ညာဦးကထဏောင်းတင်းရိုင်းနဲ့မှတွေ့ခဲ့တဲ့ပုံစံတိုင်းပါပဲအပေါ်ကအနက်အောက်ကိုအနက်ကိုဝစ်ဆင်ထားတာဟက်ကောင်ဆိုပြီးနင်တော်တော်ဆိုးတာပဲလူတွေကိုနင်ဒုက္ခလိုက်ပြီးပြေးနေပါလားဖိုးဖိုးတွေကိုရှောက်လိုက်ရမလားဆိုပြီးဟာလက်ကလေးကာပြီးခေါင်းခါပြတယ်ဖိုးဖိုးတွေကိုတော့ဒီကောင်တော်တော်ကြောက်တဲ့ပုံပဲဒါတီသူ့ချက်တောင်ငါစီကိုပြစ်ပစ်လိုက်ကျုပ်ကလည်းစိုးပေရဲ့ချက်တောင်ဖြူဖြူလေးကိုမဖဲဝါစီကိုလှမ်းပြီးပြစ်ပေးလိုက်တယ်ချက်တောင်လေးကလေထဲမှာပြန်သွားပြီးမဖက်ဝါရဲ့လက်ထဲကိုရောက်သွားတယ်ဒီချက်တောင်ကိုငါဖျက်ဆီးပလိုက်ရမလားစိုးပေမဖဲဝါတန်ကမာမာကြီးနဲ့မေးရဗျာစိုးပေကလည်းသူ့ရဲ့လက်တူတူလေးနဲ့ကာပြီးပြတယ်ခေါင်းလေးခါပြတယ်အဲ့ဒါဆိုလို့ရှိရင်နင်ဒီနယ်ကိုဘယ်တော့မှမလာပါဘူးလို့ဂရီပေးမလားစိုးပေကခေါင်းကြီးပြိုင်ဂရီပေးရှာပါတယ်ဂရီပေးပါတယ်လို့ပြောလိုက်တယ်ဗျာတာတီအင်းစီဝိုင်းကိုဖြတ်ပေးလိုက်ပါကျုပ်ကလည်းစီဝိုင်းလေးမှာမြုပ်ထားတဲ့အင်ဂျင်လေးကိုဖော်ပြီးယူလိုက်တယ်ဒါဆိုလို့ရှိရင်စီးပြက်သွားပြီပေါ့ဗျာ
မင်းသားစုပေလေစီးပင်ကိုထွက်လို့ရသွားပြီပေါ့နင်ကလေးမတီးဘူးအာကိုရန်နင့်ကိုဖမ်းပြီးဘူဘူတွေလက်ထဲကိုအပ်မယ်ရော့နင့်ရဲ့ချက်တောင်ပြီးရင်သွားတော့ဒီနေကိုနင်ဘယ်တော့မှမလာနဲ့မဖေဝါကမင်းသားစုပေရဲ့ချက်တောင်လေးကိုပြစ်ပြီးပေးလိုက်တယ်ချက်တောင်လေးကလီထဲကနေပြန်ပြီးစုပေစီကိုရောက်သွားတယ်စုပေကလည်းသူ့လက်တူတူဖုံဖုံလေးနဲ့ချက်တောင်မျိုးလေးကိုဖမ်းလိုက်ပါတယ်မဖဲဝါကလည်းချက်ချင်းကိုလှက်ထွက်သွားတော့တယ်။နိုင်ကျော်ကြီးကလည်းသူ့တခင်မလေးနောက်ကနေပြီးလိုက်သွားတော့တာပဲဗျူ။နိုင်ကျော်ကြီးရဲ့ဦးတန်းကတဖြည်းဖြည်းဝေးသွားပါလေရော။မင်းသားစုပေကလက်ထွက်လို့သွားပြီမယ်။ညောင်မိုးစုပင်ကြီးအောင်နာကိုရောက်ပြီးရက်နေပြီးတော့နောက်ကိုလှည့်ကြည့်လိုက်တယ်။ဒီကောင်ကျုပ်ကိုလုံးဝမချင်တဲ့ပုံစံပဲဗျာ။ကျုပ်ကပြေးသွားပြီးလက်ထဲကအေးနဲ့ပေါက်မဲ့ပုံစံလှုပ်လိုက်တော့မှပဲမင်းသားလှစ်ကနေထွက်ပြေးသွားတော့တာပဲဗျူ။စီးလေးတွေအနောက်ရှင်မရှိပဲလေလန်းချောင်းတိုင်းမောင်းကြတော့တာပဲဗျူတချို့ကတချင်းတွေပါရီတောင်အောဆူသွားကြသေးတယ်။အော်ဒီနွားပေကကနဲ့ဒီနွားတဲ့တယ်ဆွဲပါဟာဟဲ့နွားစီးလေးတွေတစည်းပဲတစည်းသွားကြတယ်ဗျာအနေတော့ကင်းသွားပြီဗျာမင်းသားစုပေရလေဒီနေဦးဘယ်တော့မှလာဝမ်းတော့မှမဟုတ်တော့ပါဘူးကျုံနဲ့သိန်းစောကလည်းပန်းမွေးကိုပြန်ရောက်တော့မှပဲအာယုံတော်တက်နေပြီကျုပ်အိမ်ပြန်ရောက်တော့အဘနဲ့အမေတော်နိုးနေကြပြီကျုပ်ကိုမျောနေရတာလေဗျာတာတီဆရာတာတီကတော့ဇလန်းလေးကိုဒီနေရာမှာပဲရန်နာထားခဲ့ပါတယ်ဗျာပြည်သူကြီးလည်းမိမိတို့ရဲ့ကွက်လွဲတဲ့ထင်မြင်ယူဆချက်လေးမှရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ကွန်မန့်လေးမှာရေးသားပေါ်ပြထားနိုင်ရပါတယ်အတွေးခေါ်ခြင်းဖလှယ်ရတာပေါ့ဗျာအစဆုံးအားပေးကြည့်ရှုကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ခေါက်ဒီမှာပြန်လဲဆုံတွေ့ကြတာပေါ့ဗျာ